အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းအရာကတော့တရုတ်စာကိုလေ့လာနေတဲ့လူတွေအထူးသဖြင့်တရုတ်စာကိုမှစတင်လေ့လာမယ့်လူတွေအတွက်အဓိကလေ့လာမယ့်အရေးကြီးတဲ့အချက်တွေကိုပြောပြပေးချင်တာပဲဖြစ်ပါတယ်ခင်ဗျာတရုတ်စာမှာအခြေခံကြဆုံးရာရောဖင်းရင်းနဲ့ပြီးခွလို့ခေါ်တဲ့ဒီဆွဲချက်တွေပဲဖြစ်ပါတယ်ဖင်းရင်းကတော့ကျွန်တော်ဒီအတန်ထွက်တွေမှန်ကန်မှုရှိအောင်စကားပြောဆိုတဲ့နေရာမှာမှန်ကန်မှုရှိအောင်သုံးပြရတာဖြစ်ပြီးတော့ဒီဆွဲချက်ကတော့ကျွန်တော်ဒီတရုတ်စာတွေရေးတဲ့ချိန်မှာရေးနီးရေးဟန်မှန်အောင်လေ့လာရတာပဲဖြစ်ပါတယ်တရုတ်စာမှာအဓိကလေ့လာမယ်အပိုင်းနှစ်ပိုင်းရှိပါတယ်ပထမတစ်ခုကတော့ဖင်းရင်းဖြစ်ပြီးတော့နောက်တစ်ခုကပြီးခွလို့ခေါ်တဲ့ဆွဲချက်တွေပဲဖြစ်ပါတယ်ဖင်းရင်းဆိုတာကတော့ကျွန်တော်ဒီတရုတ်စာတွေကိုအတန်ထွက်ဖို့နေရာမှာပေါင်းဆက်ရတာဖြစ်ပြီးတော့မှပြီးခွဆိုတာတော့ကျွန်တော်ဒီတရုတ်စာလုံးတွေရေးတဲ့ချိန်မှာရေးနီးရေးဟန်မှန်ကန်အောင်လေ့လာရတာပဲဖြစ်ပါတယ်အဲ့ဒီတော့တရုတ်စာကိုကျွမ်းကျွမ်းကျင်ကျင်နဲ့သင်ယူတက်မြောက်ချင်တယ်ဆိုရင်တော့အဓိကဖင်းရင်းနဲ့ဆွဲချက်တွေကိုကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာထားဖို့အတွက်လိုအပ်ပါတယ်အကယ်၍ဒီအခြေခံတွေဖြစ်တဲ့ဖင်းရင်းနဲ့ဆွဲချက်ကိုတေချာပိုင်နိုင်စွာမလေ့လာထားဘူးဆိုရင်တော့အတန်ထွက်မမှန်တာစာရေးတဲ့အခါမှာစာလုံးတွေမမှတ်မိတာစတဲ့ပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်အကယ်၍တရုတ်စာကိုအခြေခံကနေစနစ်တကျလေ့လာသင်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကနေနောက်နေ့တွေမှာအခြေခံကနေစပြီးတော့ဗီဒီယိုတွေကိုစက်တိုက်တင်သွားပေးမှာဖြစ်လို့ like and subscribe လုပ်ထားပြီးတော့စောင့်မျှော်အားပေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ